တခုတော့ရှင်းရှင်းလင်းလင်းမှတ်ထားလိုက်မင်းဟာငါအတွက်ဘလောက်ပဲအရေးပါခဲ့ပါစေငါဟာမင်းအတွက်အရေးမပါတော့ဘူးလို့မင်းပြတလိုက်တဲ့အခိုက်အတန့်ပါပဲမင်းဟာငါအတွက်သူစင်းထက်မပိုတော့ဘူးငါဘဝမှာတစ္ဆာရှိမှုထက်အရေးကြီးတာဘာမှမရှိဘူးငါရဲ့တန်ဖိုးကိုမမြင်နိုင်တဲ့သူဟာငါဘဝထဲမှာနေဖို့လုံးဝမထိုက်တန်ဘူးငါကိုတန်ဖိုးမထားတဲ့သူတွေအတွက်အချိန်ပေးရအောင်ငါအချိန်တွေကအလောက်ထိအပေါ်စားမဆန်ဘူးလေးစားမှုဆိုတာအပေးအယူပဲငါကိုလေးစားတဲ့သူကိုပဲငါပြန်လေးစားမယ်ဒါပေမဲ့မင်းကငါကိုအရေးမဆိုင်တော့ဘူးလို့ပြလိုက်တဲ့နေ့မှာမင်းရဲ့ပေါ်ထားတဲ့ငါရဲ့လေးစားမှုနဲ့ယုံကြည်မှုအားလုံးဟာအမိုက်တောင်းနဲ့ရောက်သွားပြီလို့သာမှတ်လိုက်ပါလူဆိုတာလာလိုက်သွားလိုက်ပါပဲငါကိုစိတ်တိုင်းကြကစားလို့ရမယ်လို့ထင်နေရင်မင်းတော်တော်မှားသွားလိမ့်မယ်ငါမှာကလေးကလားကစားပွဲတွေအတွက်အချိန်မရှိဘူးအခြေခံသဘောတရားကရိုးရှင်းတယ်မင်းငါကိုလေးစားရင်ငါမင်းကိုပြန်လေးစားမယ်မင်းငါဘက်ကရက်တည်ရင်ငါမင်းဘက်ကရှိနေမယ်ဒါပေမဲ့မင်းကကြောခိုင်းဖို့ရွေးချယ်ခဲ့ရင်တော့ငါမင်းနောက်ကိုတကောက်ကောက်လိုက်လာမယ်လို့လုံးဝမဟန်ဆောင်နဲ့ငါဘဝထဲမှာမင်းရှိနေခွင့်ရတာဟာအခွင့်ထူးတစ်ခုဖြစ်ပြီးအဲ့ဒီအခွင့်အရေးဟာမင်းအတွက်အမြဲတမ်းရပိုင်ခွင့်တစ်ခုမဟုတ်ဘူးငါဟာဘသူစီကမှဂယုဆိုင်မှုကိုတောင်းပန်မှာမဟုတ်တယ်လို့ဘသူနောက်ကိုမှလည်းအောက်ကျနောက်ကျလိုက်မနေဘူးငါတန်ဖိုးကိုတီးတဲ့သူတွေငါအတွက်တကယ်အရေးပါတဲ့သူတွေအတွက်ပဲငါဘဝကိုပုံအောလိုက်တော့မယ်